ကဲဒီနေ့မှာတော့မင်္ဂလာညနေခင်းကိုဘယ်လိုပြောမလဲပြီးကြတဲ့နေ့တွေကတင်သွားပေးတယ်နော်မင်္ဂလာညနေခင်းကိုကွန်ပန်းဝါနေနဲ့နှုတ်ဆက်မယ်ပြီးရင်ဒီနေ့ကမိုးအုပ်တဲ့နေ့ဖြစ်တဲ့အတွက်စာဆောင်လေးတစ်ခုလောက်တင်ပေးမယ်ခယောဝါခူမိုရီဒက်စ်နော်ဒါကိုဒက်စ်ပေါ့နော်ခယောဝါခူမိုရီဒက်စ်ဆိုရင်ဘာပြောမလဲဆိုတော့ဒီနေ့ဒီမိုးအုပ်နေဒီပေါ့နော်ဂျပန်လိုပြောမယ်ဆိုရင်ဘယ်လိုပြောမလဲကျော်ဝါခူမိုရီဒက်စ်ဟုတ်ပြီအင်္ဂလိပ်လိုကတော့တိတ်ပြီးတော့အများကြီးတော့မတတ်ဘူးဒါပေမဲ့အင်္ဂလိပ်လိုပြောမယ်ဆိုရင်တချို့အင်္ဂလိပ်လိုပဲနည်းနည်းနားလည်တဲ့လူတွေဆိုရင် today is cloudy နော်ဒီနေ့မိုးအုပ်တယ်ပေါ့ဘယ်လိုပြောမလဲကျော်ဝါခူမိုရီဒက်စ်ဟုတ်ပြီဒီနေ့စာအကြောင်းတစ်ကြောင်းရပြီမနေ့ခက်ကြတော့မနေ့ကနေတာတယ်ပေါ့နော်ခီနိုဝါဟာရမစတာ thank you ဟာရမစတာမနေ့ကရာဒီဥထုတာယာခဲ့တယ်ပေါ့နော်ဒီနေ့ခက်ကြတော့ဒီနေ့ကမိုးအုပ်တယ်ကျော်ဝါခူမိုရီဒက်စ်နော်ဒီနေ့ဒီမိုးအုပ်နေဒီပေါ့နော်ဒီလိုအင်္ဂလိပ်လိုပြောမယ်ဆိုရင် today is cloudy ဟုတ်ပြီအဲ့ဒါဆိုရင်ဝတ်သက်ရှိတဲ့အတူတူဒီနေ့စာအသစ်၅လုံးသိမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တာချီစစ်တဲ့တူနော်တာအဲ့ဒါကတာချီဟုတ်ပြီနော်အတန်လွှဲအတန်ပြောင်းနေရှိတယ်တာချီစစ်ပေါ့နော်TSU နဲ့စစ်နော်စစ်လို့ပြောနော်တာချီစစ်တဲ့တူပေါ့နော်ဒီနေ့စာလုံးအသစ်၅လုံးကိုဝတ်သက်ရှိတဲ့အတူတူလေ့လာကြရအောင်ဂျပန်စာကိုအခုမှအခြေခံစတင်တဲ့လူတွေဘာမှအားမငယ်နဲ့ဝတ်သက်ရှိရဲ့သင်ခန်းစာတွေကိုနေ့တိုင်း like and follow လုပ်ပေးခြင်းဖြင့်ဂျပန်စာရေးနိုင်ဖတ်နိုင်ပြောနိုင်တဲ့အထိဖြစ်လာခဲ့မှာပေါ့နော်နည်းနည်းချင်းစီစူးစမ်းသွားကြရအောင်နော်ဒီနေ့ကဘာသင်ပေးမလဲတာချီစစ်တဲ့တို့ဟုတ်ပြီအဲ့ဆိုရင်ရေးပုံရေးနည်းကိုဝတ်သက်ရှိကရေးပြမယ်နော်တာပေါ့နော်တာကိုဘယ်လိုရေးမလဲဆိုတော့ဟုတ်ပြီအချီနီဂျပန်လိုပေါ့နော်အချီနီရေးဟာဆန်နော်ဟုတ်ပြီအဲ့ဆိုရင်အချီနီပေါ့နော်အချီနီဆန်အချီနီဆန်ရှိဟုတ်ပြီနော်သူကဒီလိုမျိုးပေါ့နော်နည်းနည်းဟိုတာပေါ့ဟုတ်ပြီဒါကတာပေါ့နော်တာပြီးရင်ဘာလာမလဲချီအမှန်ဆိုရင်တာတိမဟုတ်နော်ဒီနေရာမှာအတန်လွဲအတန်ပြောင်းဖြစ်သွားမယ်ဒီနေရာလေးမှာချီနဲ့စွနဲ့ထူမဟုတ်နော်စွဒီနေရာမှာစွလို့ပြောမယ်ချီရဲ့စွရဲ့ဒီနေရာမှာ star လေးပြထားတယ်ဒီနေရာလေးကအတန်ပြောင်းလဲသွားမှာပေါ့နော်ဟုတ်ပြီတာပြီးသွားရင်ချီတာချီကတော့ဒီလိုမျိုးလေးပေါ့နော်အချီအများကြီးလိုမျိုးပုံစံနေပေါ့နော်သူကတော့နော်ဟုတ်ပြီဒါကတော့ဟိုဝတ်သက်ရှိကမီနာဆန်တို့တင်ယူရလွယ်ကူအောင်လို့ပြောတာပေါ့နော်အချီနီဟုတ်ပြီဒါကိုချီလို့ပေါ့နော်ဒါကိုချီလို့ပြောတယ်ဟုတ်ပြီစစ်ကဘယ်လိုလာမလဲဆိုတော့သူကလည်းလွယ်တယ်ဟုတ်ပြီဘယ်လိုရေးမလဲစစ်ကဆိုတယ်ပေါ့နော်သူကစစ်လို့ပြောတယ်နော်စစ်သူကတစ်ချက်ပဲစုပ်ချက်ပေါ့နော်ရေးပုံရေးနီခက်ခိခက်တာကတစ်ချက်ပဲနော်အိတ်ကိုင်ပဲနော်အိတ်ကိုင်ဆိုရင်တစ်ချက်ပဲတစ်ကြိမ်ပဲပေါ့နော်ဟုတ်ပြီတဲ့ကဘယ်လိုလာမလဲဆိုတော့သူလည်းတစ်ကြိမ်ပဲပေါ့နော်တဲ့ဟုတ်ပြီသူကလည်းတစ်ကြိမ်ပဲပေါ့နော်အိတ်ကိုင်ပဲခက်ခိခက်တာကအိတ်ကိုင်တာခဲ့တယ်ဟုတ်ပြီတစ်ကြိမ်ပဲနော်တာချီစစ်တဲ့နောက်ဘာလာမလဲတို့ကဟုတ်ပြီသူကနီကိုင်ကဲရေးကြည့်အောင်ဂျပန်လိုမျိုးအချီနီနော်ဒါကတို့ဟုတ်ပြီဒါကဘာလဲဆိုတော့ဒီနေ့ဝတ်သက်ရှိဖတ်တင်မယ် lesson အသစ်လေးပေါ့နော်တာချီစစ်တဲ့တို့အရှိရက်တွေမှာဘာတင်သွားလဲဆိုတော့အာအီဥအေအိုဟုတ်ပြီနောက်တစ်ခုကခါခီခုခေ
ခိုနော်နောက်တစ်ခုကဘာဖြစ်လဲစာရှိစီမဟုတ်နော်စာရှိစုဆယ်ဆို comment နဲ့ဆိုင်နေဒီမှာကတ်သွားတယ်နောက်တစ်ခုကဒီနေ့ကတော့နောက်ထပ်တင်တဲ့ဟာကကြတော့တာချီစတဲ့သူ comment နဲ့ဆိုင်နေဒီနေရာမှာဝတ်သက်ရှိတောင်းဒီနေရာလေးမှာနည်းနည်းကြောက်သွားတယ်ပေါ့နော်ဒီနေ့နောက်ထပ်အစ်စ်ကသင်ခန်းစာကဘာလာလဲဆိုတော့တာချီစစ်တဲ့သူဟုတ်ပြီဆိုကြအောင် R E U A O ခါခိခုခဲခိုစာရှိစုဆယ်ဆိုတာချီစစ်တဲ့သူခေါ်ဒီနေ့ကတော့တင်လိုက်တဲ့သင်ခန်းစာအစ်စ်ကတော့တာချီစစ်တဲ့သူကနော်ဝတ်သက်ရှိရဲ့ဂျပန်စာအခြေခံဂျပန်စာလေးကိုသင်ယူတဲ့ချင်းနဲ့ဆိုရင်ဝတ်သက်ရှိရဲ့ page လေးကို like and follow လုပ်ပြီးခြင်းပဲနေ့တိုင်းဂျပန်စာကိုအခြေခံသင်ယူကြရအောင်နော်ရေးပုံရေးနည်းဖတ်ပုံဖတ်နည်းတွေကိုနောက်တစ်ဖြည်းဖြည်းနဲ့တောက်သွားမှာပေါ့နော်အခုကတော့သူကဒီကကြီးကခွေပေါ့နော်မြန်မာမှာဆိုရင်ကကြီးကခွေဂျပန်မှာဆိုလဲ IUL ကိုအခြေခံအစားလေ့လာသင်ယူကြရအောင်ပေါ့နော်ဒါကြတော့ဘယ်လိုပြောမလဲကျော်ဝခုမိုရီဒက်ကျော်ဝခုမိုရီဒက်ဒီနေ့ကတော့ဟိုအုပ်တယ် today is cloudy ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင် today is cloudy ပေါ့နော်ဆိုရင်ဟုတ်ပြီမနေ့ကဗာတင်သွားပြီလေမင်္ဂလာနေ့လည်ခင်းမှာဆိုရင်ကိုနီချီဝါမင်္ဂလာညခင်းမှာဆိုရင်ကွန်ဘန်ဝါနော်ကဲမိနာဆန်အားလုံးပဲအတူတူစူးစမ်းကြရအောင်一緒に頑張りましょうありがとうございます